ခုပြပေးမယ့် topic ကတော့ SQL accounting software မှာရှိတဲ့ general ledger module အောက်က cash flow entry အသုံးပြုနေပဲဖြစ်တယ်ဆိုတော့ cash flow entry တဲ့ဝင်မယ်ဆိုရင်ကျွန်တော် click နိုင်မယ်ဆိုတော့ပထမဆုံးမြင်ရမယ့်မြင်ကွင်းဘယ်ဘက်ချမ်းမှာကျွန်တော် listing တွေ့ရမယ်ညာဘက်ချမ်းမှာကတော့ new edit delete save ဖြစ်တယ်အဲ့တော့ဒီနေရာမှာ cash flow တွေမှာနှစ်မျိုးရှိတယ် new PV ဆိုတာက payment voucher new OR ကကျတော့ receipt voucher ဒါပေမဲ့ receipt voucher ကိုတွေ့မယ်ဆိုရင် new OR နှိပ်ပါမယ်ဆိုတော့ဒီ new OR မှာရှိတဲ့ receipt voucher ဘယ်လိုမျိုးစားလဲဆိုရင် customer supplier တွေနဲ့လုံးဝမသက်ဆိုင်သော non related ARAP receipt တွေကိုတွင်ရမှာပဲဖြစ်တယ်ဥပမာ capital contribution ရတာမျိုး other income ရတာမျိုး other တနေရာရမည်သည့် income ဆိုတွင်တာမျိုး customer နဲ့ related မဖြစ်တော့ income ကိုတွင်ရန်ဆိုလိုတယ်ညာဘက်ပေါ်ဆုံးတော့မှာက voucher number ရိုက်မယ် date ရိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့project number တွေ AVR တွေရိုက်ပါမယ်ဆိုတော့ receipt from မှာကကျတော့လူကိုရိုက်လို့ရတယ်ဘယ်သူလဲပေါ့ဘယ်သူကိုပေးလဲဆိုတော့လူနာမည်တွေရိုက်လို့ရတယ်နောက်တဲ့ description အကြောင်းအရာရိုက်မယ်အကယ်၍ကိုက capital contribution ဖြစ်ခဲ့ရင် capital contribution ဆိုတာရိုက်မယ် receipt in ဆိုတဲ့နေရာမှာကတော့ cash in hand cash at bank account ကုတ်တွေကိုရွေးချယ်နိုင်တယ်ဆိုတော့ဒီနေရာမှာက cash in hand ကရရင် cash in hand amount ကိုရိုက်မယ်ပြီးပြီဆိုရင်တော့အောက်မှာကတော့ detail section detail section ထဲမှာကျတော့ ledger ကုတ်တွေရွေးမယ် description တွေရိုက်မယ် ledger ကုတ်ကိုရွေးဖို့အတွက်ပေးရတောင်းရတော့ click နဲ့ဆိုတော့ name တွေကိုကိုယ်ရိုက်ထည့်မယ် CAPI capital ဒါဆိုကျွန်တော်တို့ CAP capital A capital ဘယ်သူစီကနေကြပါလဲဆိုတဲ့ amount တဲ့ကို capital contribution ထည့်ဝင်တဲ့ amount ကိုရိုက်ပြီးတော့ save လုပ်နိုင်ပါတယ်တော့ save လုပ်တဲ့ transaction double entry ဘယ်လိုဝင်သွားမလဲစစ်မယ်ဆိုရင် right click show double entry ဒါဆိုရင် debit ဒီ cash and bank credit ဒီ capital contribution ဒိုနည်းတူစားပဲ other receipt voucher များလည်းဆက်ရိုက်နိုင်တယ်ဆိုတော့ဒီနေရာမှာကရှိပြီးသား voucher တွေပြင်မယ်ဆိုရင်တော့ edit ကိုတောင်းတယ်မလိုတော့လို့ဖြတ်မယ်ဆိုရင်တော့ကျွန်တော် delete ကိုတောင်းတယ်ကိုက edit capital contribution က A တစ်စောင်သွင်းပြီးပြီဆိုရင်နောက်ထပ် plus နဲ့ပြီးနောက်တစ်ကြောင်းမှာလည်းပဲ CAP capital contribution B စသဖြင့်ထည့်ဝင်ငွေနောက်တစ်ယောက်အတွက်ကိုထည့်ရိုက်မယ်ဆိုရင်လည်းရမယ်ပြီးပြီဆိုရင် save လုပ်မယ်အခုပြပြသွားတဲ့ topic ကတော့ receipt voucher အသုံးပြုနေပဲဖြစ်ပါတယ်